အားလုံးပဲမင်္ဂလာပါ Knockout Punch ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ UFC ရဲ့ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးတွဲဆိုင်ဖြစ်တဲ့ Islam Makhachev နဲ့ Ilia Topuria ရဲ့တွဲဆိုင်ကစတင်လှုပ်ခတ်လာပြီပဲဖြစ်ပါတယ်လက်ရှိမှာ Islam အနေနဲ့ကဝယ်တာဝီတန်တီကိုတတ်သွားတာဖြစ်လို့ Topuria နဲ့တွေ့ဖို့အတွက်ကအဆင်မပြေဘူးဖြစ်နေတယ်Topuria ဘက်ကနေဆိုရင်လည်း lightweight တန်တီတက်လာပြီးသူ့ရဲ့ power နဲ့စွမ်းဆောင်ရည်တွေကိုချပြထားရဲဆိုပေမဲ့လည်းဝယ်တာဝီတန်တီတက်ဖို့အတွက်ကြတော့သူ့မှာလည်းအဆင်ပြေမှုလေးတွေရှိနေတယ်ဆိုတော့ဒီလိုအဆင်မပြေမှုလေးနှစ်ခုကြားထဲမှာဒီတွဲဆိုင်ရဲ့အတန်ကအနည်းငယ်တိုးသွားတာပဲဖြစ်ပါတယ်အားလုံးသိထားတဲ့အတိုင်းတမရတော်နဲ့ transition ပေးမဲ့ White House မှာကျင်းပမဲ့ UFC ပွဲစဉ်မှာ Islam Makhachev နဲ့ Ilia Topuria တို့ရဲ့တွဲဆိုင်ကပါဝင်လာမလားဆိုပြီးစိတ်ဝင်စားစရာဖြစ်လာပါပြီ။ဘာကြောင့်လဲဆိုတော့ဒီရက်ပိုင်းအတွင်းမှာပဲ Islam ဘက်ကနေပြီးတော့ White House မှာကျင်းပမဲ့ UFC ပွဲစဉ်မှာသူနဲ့ Ilia Topuria တို့ရဲ့တွဲဆိုင်ထက်ဘယ်တွဲဆိုင်တွေကပိုပြီးတော့စိတ်ဝင်စားစရာကောင်းမှလဲဆိုပြီးတော့မေးခွန်းထုတ်သွားတာပဲဖြစ်ပါတယ်။ဆိုတော့ Islam နဲ့ထိုးကျင်လို့ lightweight တန်းအထိတက်လာတဲ့Topuria အနေနဲ့ဘလို့တုတ်ပြန်သွားမလဲတကယ်လို့ဒီတွဲဆိုင်တာ White House မှာကျင်းပခဲ့ရင်ဘယ်သူကအသာစီးယူသွားမလဲဆိုတာကိုယ်ပိုင်ထင်မြင်ယူဆချက်လေးတွေအောက်က comment မှာမှန်ခဲ့ပေးလို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်